ပူပြင်းလုံးတဲ့နေ့တစ်နေ့မှာအမျိုးသားတစ်ယောက်ဟာလမ်းမကြီးရဲ့အလဲတက်တက်မှာလဲလျောင်းနေတဲ့တင်းငယ်တဲ့ခွေးပေါက်စလေးတစ်ကောင်ကိုမတော်တဆသတိပြုမိခဲ့ပါတယ်ဖြတ်တန်းမောင်းနေတဲ့ကားတွေတိုက်မိသွားမှာကိုစိုးရိမ်တာကြောင့်သူဟာအကောင်လေးကိုအသားရချိမပြီးအိမ်ကိုခေါ်ဆောင်လာခဲ့ပါတော့တယ်ခွေးကလေးအသက်ရှင်တန်လာစေဖို့အတွက်အမျိုးသားဟာနှစ်နာရီခြားတစ်ခါနေရောညပါအစာတိုက်ကျွေးပြီးသူ့ရဲ့ကျန်းမာရေးအခြေအနေကိုတိတိကျကျစောင့်ကြည့်ပေးခဲ့ပါတယ်အကောင်လေးကအရန်ကိုတင်းငယ်ပြီးအလေးချိန်လုံးဝမရှိတဲ့လောက်ဖြတ်စစ်နေပေမဲ့လည်းဒီကောင်လေးကြည့်လိုက်ရင်ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကိုတမိသားစုလုံးကစိတ်ဝင်စားနေစောင့်ကြည့်နေခဲ့ကြပါတယ်ပထမဆုံးရက်ပိုင်းတွေမှာတော့သူဟာအိတ်လိုက်စားလိုက်နေပဲအချိန်ကုန်လွန်စေခဲ့တာပါမျိုးသားရဲ့ဇနီးဖြစ်သူကတော့ဒီအိမ်မွေးတိရစ္ဆာန်လေးအပေါ်ချက်ချင်းပဲတန်ရုံးစင်တွက်သွားခဲ့ပါတယ်။သူမဟာခွေးကလေးကိုရင်ဝင်ထဲပွေချီတဲ့ပြုစုဆောင်ရှောက်ပေးပြီးမိမိရဲ့ရင်သွေးရင်းတယောက်လိုမျိုးပြီးတစ်ဆိုင်ဆက်ဆံခဲ့ပါတယ်။ခွေးကလေးမျက်စိစောက်ဖွင့်လာတဲ့အချိန်မှာတော့သူ့ရဲ့ရုပ်တွင်ကတာမန်ခွေးတွေနဲ့မတူပဲထူးဆန်းနေပြီးဝက်ပေါက်စလေးတစ်ကောင်နဲ့တောင်တူနေပါသေးတယ်။သူ့ရဲ့စရိုက်ကတော့အရန်ကိုအေးဆေးလွန်းလာပါတယ်။သူဟာခွေးဟောင်တန်လုံးဝမထွက်တယ်လို့စူညံနာမျိုးလဲရှားပြီးလူရဲ့ဂရုစိုက်မှုကိုခက်ညံ့ညံတဲ့အသားကျသွားခဲ့ပါတယ်။နောက်ပိုင်းမှာတော့အိမ်ရှင်မဖြစ်သူကသူ့အတွက်လှပတဲ့အဝတ်စားလေးတွေကိုဝယ်ယူပေးခဲ့ပြီးအပြင်ထွက်လမ်းလျှောက်ထွက်လေးရှိပါတယ်။ခွေးကလေးနည်းနည်းကြီးထွားလာတဲ့အခါမှာတော့သူ့အတွက်တိတက်စာတွေကိုကျွေးမွေးခဲ့ကြပါတယ်။ဒါပေမဲ့သူကအစာစားတဲ့အချိန်တိုင်းတစ်ကိုယ်လုံးပြေးပွားအောင်စားတတ်တဲ့အတွက်ကြောင့်သူ့ကိုရေခဏခဏချိုးပေးခဲ့ရပါတယ်။တဖြည်းဖြည်းနဲ့ဒီထူးဆန်းတဲ့အိမ်မွေးတိရစ္ဆာန်လေးဟာတမိသားစုလုံးရဲ့အချစ်တော်လေးဖြစ်လာပါတော့တယ်။အိမ်ရှင်တွေကသူ့နာမည်ကိုလှမ်းခေါ်လိုက်တာနဲ့သူဟာဝမ်းသာအားရနဲ့အနားကိုအပြေးလေးရောက်လာတတ်ပါတယ်။သူကကြီးထွားတာအရန်ကြီးကွေးလုံးတဲ့အတွက်ပတ်ဝန်းကျင်ကလူတွေကိုအမြဲတမ်းအော်စေခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အခါမှာတော့ခွေးကလေးဟာအရင်ကထက်ပိုပြီးတော့တွက်လက်လာပြီးအိမ်ကပစ္စည်းမှန်သမျှကိုလိုက်လံစောကစားရတာကိုသဘောကျလာခဲ့ပါတယ်။နောက်ပိုင်းမှာတော့လင်မယားနှစ်ယောက်စလုံးကခီးသွားတဲ့အခါတိုင်းသူ့ကိုပါတပါးလေးခေါ်ဆောင်သွားလေးရှိကြပါတယ်။